ပရိသတ်များအားလုံးပဲမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရရနမိတ်ကြီးတက္ကသိုလ်တစ်ခုမှာပြန်ကားတစ်စီးရပ်ထားပါတယ်တဝီကရိုးရိုးတာမန်ဝတ်စုံလေးကိုဝတ်ထားပါတယ်ဇိတ်သက်သားဆုံးတရေဖက်နှက်လေးစီးထားပြီးတကူလုံးတုံရင်နေပါတယ်ပြီးတော့သူကကောင်းမြတ်ကိုနှင်းစီနီပေးနေပါတော့တယ်ကောင်းမြတ်ကတော့ပြန်ကားတစ်စီးရဲ့တော့ကိုလက်ထဲမှာကင်ထားပါတယ်ကောင်းမြတ်ငါနင့်ကိုတက္ကသိုလ်ပထမနေ့တည်းကသဘောကျခဲ့တာကျေးဇူးပြုပြီးဒီနင်းစီပန်းလေးကိုလက်ခံပေးပါနော်ရဝေးရဲ့စကားကိုနားထောင်ပြီးကောင်းမြတ်ကရီပါတော့တယ်ပြီးတော့သူကရဝေးလက်ထဲကနှင်းစီပန်းကိုယူပြီးမြေကြီးပေါ်ကိုပြစ်ချကသူ့ရဲ့ဈေးကြီးတဲ့ဖက်နှက်နဲ့နင်းချလိုက်ပါတယ်ဟာဟာကြည့်ပါဦးသူငါ့ကိုနှင်းစီပန်းလာပေးနေတယ်သူငါ့ကိုရီးသားစကားလာပြောနေတယ်ဟာဟာကိုမျက်နှာကိုမှန်နေရောကြည်ဘူးရဲ့လားမင်းရဲ့အစင်တန်းထထောင်ငါဖက်နှက်ပူဈေးကြီးသေးတယ်မင်းရီးသားစကားပြောတိုင်းငါလက်ခံမယ်လို့ထင်နေရလားမင်းတို့ရောဘလို့ထင်လဲမင်းတို့ဆိုရင်ရောသူရီးသားစကားပြောတယ်လက်ခံမှာလားငါတော့အဲ့လိုမင်းကလေးမျိုးအိမ်မော်ခန့်ဖို့3လေးကတော့ပြန်စင်းစားရမှာသူ့ရဲ့အဝတ်စားတွေကိုကြည့်လေကွာလုံးဝအတော်ကြီးပဲဒါနဲ့သူ့စီမှာဈေးကြီးတဲ့အဝတ်စားတစ်စုံတော့မရှိတာဒါမဲ့သူ့ရဲ့အိမ်မက်ကိုတော့ကြည့်ပါဦးကောင်းမြတ်လို့မင်းသားလေးကိုရယူဖို့ကြံစည်နေတယ်ကောင်းမြတ်အဲ့လိုမပြောပါနဲ့အချစ်မှာဆင်းရဲတာချမ်းသာတာမကြည့်ကြအောင်လေနင်ပေါက်တက်ကြရတယ်ရှောင်ပြောမနေနဲ့ငါနဲ့ဝေးဝေးနေဒီကနေထွက်သွားဒီမှာဘာတွေဖြစ်နေကြတာလဲမင်းတို့စီမှာအတီတရားမရှိကြဘူးလားမင်းကလေးတယောက်ကိုလူသူအရှိမစော်ကားခွင့်မင်းတို့လူချမ်းသာတွေကိုဘယ်သူပေးထားတာလဲဘယ်လိုယောက်ျားလေးပဲဖြစ်နေဘယ်လိုမင်းကလေးတယောက်ကိုမှလူရှိသူရှိမှတိတ်ခါ6ဝင်မရှိဘူးကွာဒီကနေထွက်သွားကြကျော်စောရဲ့စကားကိုကြားပြီးကောင်းမြတ်ရဲ့တငယ်ချင်းတွေကတယောက်ကိုတယောက်ကြည့်ကကျော်စောကိုလှောင်ပြောင်ပြောဆိုကြပါတယ်ဟာဟာကြည့်ပါဦးစင်းရဲသူမလေးအတွက်ရှေ့နေလာလို့ပေးနေသေးတယ်ကိုယ်တိုင်တော့စားဖို့နဲ့မှန်တာမဟုတ်ဘဲနဲ့ဒီမှာလာပြီးရှေ့နေလာလို့နေတယ်သွားစမ်းရှဝင်းကိုထောက်ခံသူလည်းကြည့်ပါဦးတရေဖက်နှက်စီထားပြီးဆင်းရဲသားတွေပဲဝတ်တဲ့ရှအင်းကြည့်နေတဲ့သူကတော့ဘယ်ချိန်တည်းကနေမုတ်စိတ်တွေစပင်းတွေမညက်ဘူးလည်းမသိပါဘူးကောင်းမြတ်တဲ့သူတငယ်ချင်းတွေကဒီလိုမျိုးလှောင်ပြောင်ပြောဆိုပြီးအဲ့ဒီကနေထွက်သွားလိုက်ကြပါတယ်ကျော်တော်ကတော့မြေကြီးပေါ်မှာထိုင်နေတဲ့ရဝေးကိုမတ်တက်ရက်ဖို့လန်းလန်းပေးလိုက်ပါတယ်ဒါပေမဲ့ရဝေးကငိုရင်းနဲ့ကိုယ်တိုင်ပဲမတ်တက်ထရက်ပါတယ်ပြီးတော့အဝဲစားမှာပေးနေတဲ့မြေမှုန့်တွေကိုလက်နဲ့ခါပါတယ်နင်တီးကနေထွက်သွားပါငါဘသူစီကားမှတနာတာမလို့ချင်ဘူးယောက်ျားလေးတိုင်းအားလုံးအတူတူပဲအခုတော့တီမာလာပြီးတရုပ်ဆောင်ပြနေတယ်မနှက်ဖြန်ကြရင်နင်လည်းငါ့ကိုအဲ့လိုတိတ်ခါကြပြီးထွက်သွားမှာပဲငါသိတယ်စိတ်လျှော့ယောက်ျားလေးတွေအဲ့လိုမဟုတ်ပါဘူးကွာကဲဒီလောက်ငိုထားပြီးပြီဆိုတော့ပြောပါအောင်လက်ဖေးရတောက်မလားလာလက်ဖေးရဆိုင်သွားကြမယ်လက်ဖက်ရည်ဒီလိုအချိန်နေမှာပြီးတော့လက်ဖက်ရည်ဆိုင်မှာနေဟိုတချင်းမကြောက်ဘူးလားဒီနေ့ထပ်ပြီးရှင်တန်မှုစူးစမ်းရမယ်တဲ့ကဲဘာလို့လက်ဖေးရပါတောက်လို့မရတော့ဘူးလားဒါလက်ဖေးရဆိုင်သွားမယ်ဒါနဲ့လက်ဖေးရတစ်ခွက်စာထပ်ပို့ပြီးတော့ငါမှပတ်စံမရှိဘူးနော်ကျော်စောရင်ဟာတာတွေကြောင့်ရဝိရဲ့ငိုနေတဲ့မျက်နှာလေးမှာချစ်စရာအပြုံးလေးတွေပြန်ရောက်လာခဲ့ပါတယ်။နေအောင်လုံးကတယောက်ကိုတယောက်ကြည့်ကပြုံးနေကြရင်လက်ဖေးရည်ဆိုင်ကိုရောက်လာခဲ့ပါတယ်။ရဝိကခုံတန်းလေးမှာထိုင်နေပါတယ်။ကျော်စောကတော့လက်ဖေးရည်ခွက်နှစ်ခွက်ကိုယူပြီးရောက်လာခဲ့ပါတယ်။တစ်ခွက်ကိုရဝိစီကိုလှမ်းပေးလိုက်ပါတော့တယ်။ရဝိဒါလက်ဖေးရည်မဟုတ်ဘူးအသက်ရှည်စေ။ဒါကိုတောက်လိုက်ရင်ကောင်းမြတ်ရဲ့အကျင့်မကောင်းတဲ့မျက်နှာကိုမေ့သွားနိုင်မယ်။ဒါနဲ့စင်းရဲသားတွေရဲ့လက်ဖေးရည်နဲ့ချမ်းသာတဲ့သူတွေရဲ့မာနနှစ်ခုလုံးကအရင်ကပူတယ်နော်။ရဝေးကလက်ဖေးရခွက်ကိုကင်လိုက်ပါတော့တယ်နင်ကတမျိုးလေးပဲနော်ကြော်စွာအားလုံးကငါ့ကိုလောင်ပြောင်နေကြတယ်ဒါပေမဲ့နင်ကတော့ငါ့ကိုဒီမှာလက်ဖေးရလာတိုက်တယ်နင့်စီမှာတော့နင်ကိုယ်တိုင်သုံးဖို့အတွက်တောင်ပတ်စံရှိမှာမဟုတ်လားဘူးတာမန်လက်ဖေးရည်လေးတစ်ခွက်ကိုတောက်ပြီးစင်ချမ်းသာနေတယ်ဆိုရင်ငါတို့ကဘယင်မေးဒါနဲ့ပြတ်သွားတဲ့ဖက်နှက်အတွက်စိတ်ပူမနေပါနဲ့အိမ်ပြန်ချိန်လမ်းတစ်ဝက်မှာဖြိုးကြီးဖက်နှက်ဆိုင်ရှိတယ်အဲ့မှာ2 ရူပီနဲ့ပြန်ပြင်လိုက်ရင်ဖက်နှက်ကရင်ကထက်တောင်ရောင်တော်သွားလိမ့်မယ်ဒီလိုမျိုးပြောပြီးတော့နှစ်ယောက်လုံးလေးရီလိုက်ကြပါတယ်ဒီလက်ဖေးရည်ဆိုင်လေးမှာရင်သူတို့နှစ်ယောက်ကြားမှာရှိတဲ့ဆက်ဆံရေးစတင်လာခဲ့ပါတယ်နေ့ရက်တွေကုန်းဆုံးသွားပြီးတနေ့မှာတော့အတန်းနေမှာပေါ့ရဝေးနဲ့ကျော်စောကစာတင်ငယ်ရဲ့ရှင်ဆုံးတက်မှာထိုင်နေကြပြီးတယောက်နဲ့တယောက်တူတူလေးစကားပြောနေကြပါတယ်ရဝေးဆရာတင်ပေးနေတဲ့ဆောင်နင်နားလည်မှာမဟုတ်ဘူးကြော့ငါမှတ်ထားတဲ့မဆုကိုကြည့်လိုက်နင်တစ်ခုချင်းစီကိုနားလေသွားလိမ့်မယ်ကျော်စောရဲ့စကားကိုကြားပြီးရဝေးလေးရှင်နေပါတော့တယ်သူတို့နှစ်ယောက်ကြားကတငယ်ချင်းတန်ရောစင်ကဘလောက်ထိခိုင်မာသွားကြလေဆိုရင်ရဝေးသွားတဲ့နေရာတိုင်းကိုကျော်စောက
တိုင်းဖြစ်နေအတူတူသွားကြပါတယ်။နှစ်ယောက်လုံးအတူတူစားကြည့်တိုက်ထဲမှာစားလုပ်ကြတယ်။လေးလေးစားဦးလေးအတူတူရှဲပြီးစားကြပါတယ်။ကျောင်းစင်းရင်လေးကျောစောကရဝိကိုသူ့ရဲ့အိမ်သားထိလိုက်ပို့ပေးပါတယ် ကျေးဇူးပါကျော်စွာကျောင်းစင်းလည်းနင်ငါ့ကိုအိမ်သားထိလိုက်ပို့ပေးတယ်ပြီးတော့နေကအလုပ်လည်းသွားရအောင်မယ်အလုပ်ရောက်ရင်အမြဲတမ်းနောက်ကြရမလား ။ရဝိကတငယ်ချင်းဆိုမှတော့ထမ်းဆောင်ရမှာပေါ့။ဒါနဲ့အချီယူအလေးလင်းသမားတွေရဲ့လက်ထက်ကနေနင့်ကိုကယ်တင်ရမှာငါရဲ့တောင်းဝင်မဲ့လေ။ငါအလုပ်တော့ဖို့နောက်မကြပါဘူးဟာ။ငါတော့စိတ်မပုံနဲ့ ဒါပေမဲ့လည်းကျော်စွာရဲ့နေကကောလိပ်မှာစားလို့ရတဲ့ပြင်အချိန်မှအလုပ်ကလည်းရှိသေးတယ်ကိုကိုလည်းကြည့်မဆိုင်ဘူးကြည့်ပါအောင်ဟဲ့နစ်စပင်တွေဘလောက်တောင်ရှည်နေပြီလဲဆိုတာ ။ဒါငါရဲ့ရော့ကာစတိုင်လေးမတန်းရဲ့။ဒါနဲ့တငယ်ချင်းတွေရဲ့ကြားမှာအသက်ပေးဖို့တောင်စဉ်းသင့်ဖြစ်နေကြတာ။ဒါဘာမို့လို့လဲ။ငါနောက်မကြပါဘူးကွာ။ဒါနဲ့တယောက်တည်းသွားရတာကိုကြောက်တယ်မလား။ကဲအထဲဝင်တော့မနေ့ပြန်မနေ့အချိန်မီကောလိပ်လာခဲ့နော်။ကျောင်းသားကရဝိကိုအပြုံးလေးနဲ့နှုတ်ဆက်လိုက်ပါတယ်။ဒီလိုနဲ့ပဲတစ်နှစ်ကုံဆုံးသွားပါတော့တယ်။ရဝိနဲ့ကျောင်းသားရဲ့ကြားကတငယ်ချင်းတန်ရုံးစင်လေးပုံမခိုင်မာလာခဲ့ပါတယ်။ပြီးတော့နှုတ်ဆက်ပွဲနေမှာရဝိကရိုးရိုးတာမန်စာရီနဲ့ကျော်စောကတော့တာမန်စုလေးနဲ့နှစ်ယောက်တူတူကောလိပ်လာကြပါတယ်။သူတို့ကိုကြည့်ပြီးတော့ကြည့်ပါဦးငါတို့ကောလိပ်ရဲ့ဆင်းရဲသူမလေးဂျူလီယက်နဲ့သူ့ရဲ့အခြေယူရိုမီယိုပြန်လာပြန်ပြီ။တစ်နှစ်တောင်ရှိသွားပြီ။ဒါမဲ့သူတို့ဆင်းရဲတာတော့ပြောင်းလဲမသွားဘူး။ မှန်တယ်စင်းရဲသားနှစ်ယောက်အတူတူသွားနေကြတယ်အစုပ်ပြက်နှစ်ယောက်ကလိုက်ဖက်နေရောပဲ ရဝေးကသူတို့စကားကိုကြားပြီးဒေါသထွက်သွားပါတော့တယ်။အဲဒီချိန်မှာရဝေးလူတွေကသူတို့စီမှာမရှိပဲတခြားသူတွေစီမှာရှိနေရင်အဲ့ဒီအရာကိုလှောင်ပြောင်တက်ကြတယ်။ထားလိုက်သူတို့လှောင်ပါစီ နင်ပြောတာမှန်တယ်ကျော်စွာ ။နှစ်ယောက်လုံးလေးရှေ့ဆက်သွားလိုက်ပါတော့တယ်။အနောက်မှာကောင်းမြတ်ကတော့မနာလိုရင်းနဲ့ကျန်ခဲ့ပါတော့တယ်။ကောလိပ်ပြီးသွားပြီးတော့လေတနေ့မှာရဝေးနဲ့ကျော်သားကတပင်အောက်ကကုတ်ပြမထိုင်ပြီးမုံစားနေကြပါတယ်။အဲဒီချိန်မှာပါးနေနှခမ်းမှာ sorry ပြီးသွားပါတော့တယ်။ကျော်သားကအိတ်ကထဲကနေတီရှူးထုတ်ပြီးဘားပေါ်မှာပင်းနေတဲ့ sauce တွေကိုတုပ်ပေးနေပါတယ် ဖះရေကျော်စွာငါ့ဘော်ရမ်းကောင်းတာပဲအခက်ခဲတွေနဲ့ကြုံတွေ့နေတဲ့အချိန်မှာလည်းငါ့ကိုမထားသွားဘူးဒီထက်ပိုကောင်းတဲ့လက်တွဲဖို့ငါဒီလောကကြီးမှာရှာတွေ့မှာမဟုတ်တော့ဘူး ။ရဝေးကကျော်စောအတွက်စိတ်ထဲမှာအမှတ်တွေပြီးနေပါတော့တယ်။ဒါပေမဲ့အဲဒီချိန်မှာပဲ မဖြစ်ပါဘူးမဖြစ်ပါဘူးရဝေနင်ဘာတွေယူထနေရလဲနင်ကို့အဆင့်ကိုမှိတ်သွား ਈ လားတကယ်လို့ကျော်စွာသားနင်ရဲ့အမှန်တရားကိုသိရင်သူနင့်ကိုထားခဲ့မှာပေါ့ ရဝေးကစိတ်မကောင်းဖြစ်ပြီးမျက်လွှာလေးအောက်ချလိုက်ပါတယ်။ဒါပေမဲ့ကျော်စောလေးသူနဲ့ပတ်သက်ပြီးတခုခုစဉ်းစားနေပါတော့တယ်။ရဝေးကအရင်ကစိတ်ထားဖြူစင်ပြီးအပြစ်ကင်းစင်တာပဲ။ဒီကောင်မလေးကဘယ်တော့မှလည်းလောဘမကြီးဘူး။ငါအတွက်ဒီထက်ပိုကောင်းတဲ့လက်တွဲပေါ်နောက်တစ်ယောက်မရှိနိုင်တော့ဘူး။ဒါမဲ့ငါရဲ့အမှန်တရားကိုသာသူသိသွားရင်ငါ့ကိုလက်ခံပါမလား။ရဝေးနဲ့ကျော်စောနှစ်ယောက်လုံးကတယောက်ပေါ်တယောက်အတိုင်းစားမရှိတဲ့အချက်တွေပြည့်နှက်နေပါတယ်။ဒါနဲ့သူတို့ကဘာရီကိုတယောက်နဲ့တယောက်ဖုံးကွယ်ထားကြတာလေ။ပြီးတော့ဒါကဘာလို့လဲ ဟဲလေးနိုင်တောင်ထိုးနေပြီငါခုချက်ချင်းအိမ်ပြန်မရမယ်တော်တော်နောက်ကျနေပြီအမေကငါလာတော့မျောနေလောက်ပြီ ။အေးပါယဝေးငါနေ့ကိုပြန်လိုက်ဖို့ပဲမယ်။ဒါနဲ့ညနေကလည်းအလုပ်လုပ်ဖို့တွားရမယ်။ယဝေးလည်းခက်မြန်မြန်မင်းအင်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့အမေဒေါ်ပြုံးကမိဖို့ပေါ်မှာရူတီလုပ်နေပါတယ် ရဝေသမီးပြန်လာပြီလားအနာတထီးကြီးရဲ့အိမ်မှာမနှက်ပြန်စပြီးနှစ်ရက်မင်္ဂလာဆောင်အလုပ်ရှိတယ်ပကံဆေးဖို့အတွက်သူတို့နောက်ထပ်အမျိုးသမီးတွေထပ်လို့သေးတယ်သမီးပတ်စံလည်းကောင်းကောင်းပေးတယ်ဒီမှာသမီးရဲ့အိမ်မှာရိတ်ခါတွေလည်းကုန်သွားပြီသမီးဖေအတွက်ဆေးလက်ဝဲရောင်းမယ်မနှက်ပြန်အောင်သမီးကောလိပ်မသွားနဲ့တော့အမေနဲ့တူတူအလုပ်ကိုလိုက်ခဲ့နော်ကောင်းပါပြီအမေစိတ်မပူပါနဲ့သမီးမနှက်ပြန်ကြောင်းမသွားတော့ဘူးလေအမေနဲ့တူတူလိုက်ခဲ့မယ် ။ပြီးခဲ့တဲ့နေ့ရက်လုံးကိုယဝေးကကျွေးတန်တရှဲရှဲနဲ့ဦးကအမေတွေကိုစီးကျုံနေပါတယ်။တစ်ဖက်မှာကျော်သားကအစာအောက်မှာဖုံးဟောင်းတစ်လုံးကိုကင်ထားပြီးအယူတယောက်လိုလမ်းရှောင်နေပါတယ်။နေ့ရက်တောင်ရှိသွားပြီ။ယဝေးငါ့ကိုဖုန်းတကောလေးတောင်မကိုင်းဘူး။အဲ့လိုမျိုးတစ်ခါမှလည်းမဖြစ်ဘူးပါဘူး။အရင်ကလည်းတစ်ခါမှကောလေးပြက်ဖူးတာမဟုတ်ဘူး။အခုရုတ်တရက်ဘယ်လိုပျောက်သွားတာလဲ။အေးအေးသူဒုက္ခရောက်နေတာတော့မဟုတ်ပါဘူးနော်။ကျော်သားကယူတယောက်လိုမျိုးပြေးလွှားနေပါတော့တယ်။သူကကောလိပ်ကရဝေးရဲ့တငယ်ချင်းတယောက်စီကနေအိမ်လိပ်စာမေးပါတယ်။ပြီးတော့တန်းပြီးအင်ကိုရောက်လာခဲ့ပါတယ်။အိမ်မှာရဝေးရဲ့နာမကျန်းဖြစ်နေတဲ့အဖေစီကနေမင်္ဂလာဆောင်အိမ်အကြောင်းကိုတည်သွားပါတော့တယ်။ကျော်သားကအလောတကြီးအဲ့ဒီအင်ကိုရောက်လာပြီးတော့နေရနောက်ကနေပုံပြီးကြည့်နေပါတယ်။ရဝေးကမြေကြီးပေါ်မှာထိုင်ရင်းမျက်ရည်တွေနဲ့အိုးကအမဲတွေကိုအားဆိုင်ထုတ်ပြီးချစ်နေပါတယ်။ဒီချိန်မှာရဝေးရဲ့အကြီးကကျော်သားစီကိုရောက်တော့တာပေါ့။ ကျော်စွာနင်ကဒီမှာ
ဖះရေဘာတွေဖြစ်ကုန်ပြီလဲငါအရင်ကြောက်နေရတဲ့အမှန်တရားအခုတော့ဖြစ်လာပြီသူငါ့ကိုဒီလိုအခြေအနေမှာတွေ့သွားပြီငါရဲ့စုပ်ပြတ်တက်နေတဲ့ဘဝကြီးသူ့ရှေ့မှာပေါ်သွားပြီ ဂျိုဝီနင်ဒီမှာနင်ဘာတွေလုပ်နေရလဲ မဟုတ်ဘူးကြော်စွာနင်ငါ့ကိုမကြည့်နဲ့ကျေးဇူးပြုပြီးငါ့ကိုမကြည့်ပါနဲ့ ဂျိုဝီနေပါဦးငါပြောတာနားထောင်ယဝီကပြောစကားနားမထောင်တော့ဘဲသူ့ရဲ့လက်မဲတွေကိုဖုံးကွယ်ကအဝိတနီယာကိုထွက်သွားနေပါတော့တယ်ကျောသားကအနောက်ကနေပြေးလိုက်လာခဲ့ပါတယ်ပြီးတော့ယဝီကအခန်းထဲပြေးဝင်လာပြီးတကောက်ကိုလုံးချလိုက်ကအထင်းမှာငိုနေပါတော့တယ်ဒီချိန်မှာအပြင်ကနေကျောသားကယဝီတကောက်ဖွင့်မအောင်ကျေးဇူးပြုပြီးတစ်ခါတော့ငါစကားကိုနားထောင်ပေးပါကွာနင်ဘာလို့ငါနဲ့မတွေ့ရလဲဘာလို့ဒီလိုမျိုးငါအဝေးကိုထွက်ပြေးနေရတာလဲ တီကနေထွက်သွားပါကြော်စွာနင်ရှိမှလက်အုပ်ချီတယ်ဟာကျေးဇူးပြုပြီးနင်တီကနေအမြဲတမ်းအတွက်တီကနေထွက်သွားပါတော့ငါတကယ်တော့ဘလို့ပုံစံလဲဆိုတာနင်မြင်ပြီးသားပဲဒါငါရဲ့အဆင့်တန်းပဲဒါငါဘဝရဲ့အစစ်မှန်ပဲနင်လည်းငါ့ကိုမုန်းမှာကောင်းမြတ်လိုမျိုးငါ့ကိုတိတ်ခါချမှာထွက်သွားပါတော့ကြော်စွာရဲ့ ကျောသားကတကောက်ကိုအရှိန်နဲ့ဖွင့်လိုက်ပါတော့တယ်ပြီးတော့တန်ပြီးအထက်ကိုဝင်လာခဲ့ပါတယ်ရေကြီးပေါ်မှာထိုင်နေတဲ့ရဝိရဲ့ရှင်မှာသူကဒူးထောက်လိုက်ပြီးအတင်းအဓမ္မလက်ကိုဆွဲကင်လိုက်ပါတယ်ပေါက်တက်ကရဲ့ရှောက်ပြောနေတာကြီးရက်လိုက်ပါတော့ရဝိပြီးတော့နင်ဘာအလုပ်ပဲလုပ်လို့အဲ့ဒါတွေကငါ့အတွက်အဓိကမကြပါဘူးနင်ငါ့ကိုချစ်လားဆိုတာကပဲငါ့အတွက်အဓိကကြတာ ကျော်စွာနင်တတိတော့ရှိပါရဲ့နော် ရဝိရဲ့အမေဦးနဲ့နေမကောင်းဖြစ်နေတဲ့အဖေကိုပြုစုတာအပြစ်လားဒါဂုံယူရမှာရဝိငါနဲ့ကိုသဘောကျတယ်နင်ငါ့ကိုသဘောကျလားငါ့ကိုလက်ထပ်မလားကျောသားရဲ့နှုတ်ကနေဒီစကားကိုကြားပြီးရဝိကလုံးဝကိုအံ့ဩနေပါတော့တယ်သူလည်းရှက်သွေးဖြာရင်ခေါင်းငိမ်ပြီးတော့သဘောတူလိုက်ပါတယ်ရပြီငါအဖြေရသွားပြီအခုမငုံနဲ့တော့လာအမေစီခေါ်သွားမယ်ဒီနေ့ပဲသူ့စီကနေငါရဲ့သတို့သမီးလောင်းကိုတောင်းရမယ်ကျောသားနဲ့ရဝိကလက်ကင်ကခြံထဲရောက်လာခဲ့ပါတယ်အိမ်မှာရဝိရဲ့အမေဒေါ်ပြုံးနဲ့အဖေဦးခိုင်တို့ထိုင်နေကြပါတယ်အနားမှာအိမ်နီးနားချင်းဒေါ်ချိုလိန်ထိုင်နေပါတယ်အဖေအမေကျွန်တော်အမေတို့သမီးရဝိကိုတကယ်ချစ်တယ်ရဝိလည်းကျွန်တော်ကိုချစ်တယ်ကျွန်တော်တို့နှစ်ယောက်တယောက်မရှိပဲတယောက်မနေနိုင်ကြဘူးကျွန်တော်လက်အုပ်ချပြီးတော့ရဝိကိုတောင်းဖို့လာခဲ့တာပါဗျကျွန်တော်အမေတို့သမီးနဲ့မင်္ဂလာဆောင်ကြပါတယ်ကျော်စွာရဲ့စကားကိုနားထောင်ပြီးဒေါ်ပြုံးနဲ့ဦးခိုင်ရဲ့မျက်နှာမှာတခုခုစိုးရိမ်နေတဲ့ရေရောင်တွေပေါ်လာခဲ့ပါတယ်ဦးခိုင်ကတော့ချောင်းဆိုးရင်ထနိုင်ဖို့ကြိုးစားပါတယ်ယတနာရှာဖို့အတွက်ဥတို့မှာခွင့်ရမရှိပါဘူးကွယ်ဥတော့ဒီချောင်းဆိုးတာနဲ့တင်ပြီးနေပြီသမီးကိုမင်္ဂလာဆောင်ပေးဖို့ဦးစီမှာပတ်စံတပြားမှမရှိပါဘူးအဲ့လိုမပြောပါနဲ့ဖေကျွန်တော်တင်တောင်းဝေရောအကြီးကျယ်မင်္ဂလာဆောင်တာရောမလုပ်ချင်ပါဘူးကျွန်တော်ဆူတောင်းပေးပါမင်္ဂလာဆောင်ကုန်ကြစီတွေအားလုံးကိုကျွန်တော်ပဲတောင်းဟိမှာပါကျွန်တော်ရှိပါတယ်ဒီချိန်မှာတောင်းတနေရာမှာထိုင်နေတဲ့အင်းနီနာချင်းဒေါ်ချူကအကျဉ်းကြီးထရည်ပါတော့တယ် ကောင်လေးကစိတ်ထားကောင်းပြီးသဘောကောင်းတဲ့သူပါနေစမ်းမအောင်ပြုံးရဲ့နေရစိတ်ထားကောင်းတာ哦အချစ်နဲ့ဘိုင်းမပြည့်ဘူးပတ်စံနဲ့မှဘိုက်ပြည့်တာဟဲ့စင်းရဲ့မွဲတင်မှုတွေကပတင်းပေါက်ကနေအိမ်ထဲကိုဝင်လာတဲ့အခါအချစ်ဆိုတာတကားကနေထွက်ပြေးသွားတတ်တယ်ဟဲ့ ဒေါ်ချိုးရဲ့တကားကိုကြားပြီးဒေါ်ပြုံးရောဥခိုင်ရောစိတ်ထဲမှာတမျိုးဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီချိန်မှာရဝိကမျက်ရည်တုပ်ပြီးရှေ့တက်လာခဲ့ပါတယ် တော်ပါတော့အတော်ရဲ့အတော်အများကြီးပြောလိုက်ပြီကျမရဲ့ကြော်စွာဆင်းရဲတောင်မလောင်ပြောင်နဲ့အမေအဖေတကယ်လို့သူကသမီးတို့သာတကယ်ချစ်တယ်ဆိုရင်သူနဲ့တူတူရိုတီ6စားပြီးတပဝလုံးပျော်ပျော်ကြီးဖြတ်တန်းပြစ်မယ် ။အမေအဖေကျွန်တော်ရဝိရဲ့ဒီယုံကြည်မှုကိုပျက်စီးအောင်မလုပ်ဘူး။ဒီမင်္ဂလာဆောင်ကိုပူပန်မှုတစ်ခုမရှိဘဲသဘောတူပေးပါဗျာ။နေ့ရက်နေပြီးရင်ကျွန်တော်ရဝိကိုမင်္ဂလာဆောင်ပြီးအိမ်ခေါ်သွားမယ်။ကျော်စောရဲ့ကျိုးပန်းမှုနဲ့ယူသားမှုကိုမြင်ပြီးဒေါ်ပြုံးနဲ့ဥခိုင်ကဝမ်းသာမျက်ရည်ကျကသဘောတူလိုက်ပါတယ်။အိမ်နီးနားချင်းဒေါ်ချိုကတော့မျက်နှာပြက်သွားတာပေါ့။မင်္ဂလာဆောင်လေးအတီးဖြစ်သွားပါတော့တယ်။ကျော်စောထွက်သွားတာ2ရက်ရှိပါပြီ။အပြင်မှာလေးနေပူနေပြီးအိမ်ထဲမှာတော့မီးမရှိပါဘူး။ပန်ကာကလေးရက်နေပါတယ်။ရဝီကချွေးတွေရွှဲနေခဲ့ပါတယ်။သူကထင်းမိဖို့ရှိမှထိုင်နေခဲ့တာပါ။ သမီးရဲ့အမေတော့ရင်ခွဲမတက်ဝမ်းနဲ့နေရတယ်သမီးကအိမ်အောင်ကြပြီးရောက်ခမအိမ်ကိုသွားတော့မယ်ဒါပေမဲ့ဒီကံမကောင်းတဲ့အမေနဲ့အဖေမှာသမီးကိုပေးဖို့အဝတ်စားတစ်တစုံတော့မရှိဘူးအဲ့လိုမပြောပါနဲ့မေရဲ့သမီးအဝတ်စားတစ်တွေရောလက်ဝတ်ရတနာတွေရောမလိုချင်ပါဘူးသမီးအတွက်တော့လေအမေတို့ဆူတောင်းရပဲပို့အရေးပါတာပါ အလွန်ပူတဲ့ရာသီမှာအရွက်ကြုံမပါဘဲရူတီချောက်စားပြီးရဝိရမိသားစုတစ်စုလုံးအသက်ရှင်နေကြတာပေါ့တပတ်ကြာမှဥခိုင်ကဂရင်းပေါ်မှာလှင်းနေပါတယ်
ဒေါ်ပြုံးကတော့နှစ်ဖူးပေါ်လက်တင်ပြီးထိုင်နေပါတော့တယ်ကျော်စောရဲ့သတင်းကိုတပတ်လောက်ကလေးကမကြားရတော့သလိုသူ့ရဲ့ဖုန်းကလည်းဆက်ပိတ်ထားပါတယ် ပြုံးရည်မြင်ပြီမလားငါအစတည်းကပြောသားပဲဒီခေတ်ကကောင်လေးတွေကဘသူ့အပေါ်မှာမှသစ္စာမရှိကြဘူးလို့ချမ်းသာတဲ့သူပဲဖြစ်ဖြစ်ဆင်းရဲတဲ့သူဖြစ်ဖြစ်အားလုံးရဲ့စိတ်သဘောထားအတူတူပဲအခုလဲကြည့်လေအဲ့ဒီဆင်းရဲသားနှစ်သမီးကိုအခက်ခဲလေမှာပြစ်ထားခဲ့ပြီးထွက်ပြေးသွားပြီ သမီးဒေါ်ချူပြောတာမှန်နေသမီးကိုသူနဲ့လိုက်သွားခွင့်မပေးလိုက်တာတော်သေးတာပေါ့တကယ်လို့သွားခွင့်ပေးလိုက်ရင်ငါသမီးတော့ဘလူတွေဖြစ်နေမလဲမသိတော့ဘူးဒါမဲ့သမီးကတော့ဘလူများသစင်းတယောက်ကိုမျက်လုံးစုံမိပြီးယုံလိုက်ရတာလေကိုယ့်ရဲ့လူတွေပြောစကားကြောင့်ရုပ်ဝေးတယောက်ရင်ကွေးမတန်ခံစားနေရပါတယ်သူကအခန်းထဲဝင်လာကဖះရှိမှဒူးထောက်လိုက်ပါတယ် ဖះရေကျမပေါ်မှာအဲ့လိုမလုပ်ပါနဲ့ကျမရဲ့ဒီယုံကြည်မှုကမှားခဲ့တယ်ဆိုတာသက်သေမပြပါနဲ့ပထမတစ်ခါလဲကောင်းမြောက်ချစ်ခဲ့မိပြီးရှင်ကွဲမတက်ကြေကွဲခဲ့ရပြီးပြီဒီတစ်ခါတော့ဒီနာကျင်မှုကိုကျမခံစားနိုင်မှာမဟုတ်ဘူးကျမရဲ့ကြော်စွာကိုပြန်ပေးပါကျေးဇူးပြုပြီးပြန်ပေးပါ ရုပ်ဝေးငိုနေတော့မှပဲတကားကနေတကားခောက်တန်းကြားလိုက်ရပါတော့တယ်ရုပ်ဝေးလည်းပဲတကားတော့ဖွင့်လိုက်ပါတယ်တကားဖွင့်လိုက်တာနဲ့အရှိန်ပါကျောစောကမတည့်ရနေပါတယ်ဒါပေမဲ့ဒီနေ့တော့သူ့ရဲ့သပင်းရှိတွေညှက်ထားပြီးမုတ်စိတ်တွေလည်းရေးထားတာပေါ့ပြီးတော့ဈေးကြီးတဲ့စုကိုလည်းဝတ်ထားပါသေးတယ် ကြော်စွာနင်ဘာတွေဝတ်ထားလဲပြီးတော့ဒီလောက်စိတ်ကြီးတဲ့ဆုကိုဘယ်လောက်နဲ့ပေးပြီးငှားထားလဲနင်ယူနေရလားကြော်စွာ စိတ်လျှော့ဒါငှားထားတာမဟုတ်ဘူးအခုနေကျော်စောရောက်လာပြီရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာစောင့်ကြည့်နေလိုက်ကျော်စောကပြုံးကလက်ကိုဆွဲပြီးလမ်းမဘက်ချမ်းစီကိုခေါ်သွားလိုက်ပါတော့တယ်အနီးနားကလူတွေနဲ့ဒေါ်ချိုလိန်အပြင်ကိုထွက်လာခဲ့ပါတယ်လမ်းမေးကတလက်လက်တောက်နေတဲ့မာစီရီကားလေးရပ်ထားပါတယ် ဟဲ့ကြည့်ပါဦးဟဲ့စင်ရတာဘယ်ကနေကားရယူလာလဲတေချာပေါက်ခိုးလာတာပဲဖြစ်မယ်ဒါမှမဟုတ်လေတထေးသားတယောက်ယောက်စီငှားလာတာဖြစ်မှာပေါ့ အမေဖေးကားအစင်းနဲ့မေကောက်ပေါ်မှာထိုင်မှာဒီနေ့သူတို့သမီးကိုသူ့ရဲ့အိမ်အစစ်စီခေါ်သွားရမယ်ရဝေးကသူ့မိဘတွေနဲ့အတူကားနောက်ခုမှထိုင်လိုက်ပါတော့တယ်သူ့ရဲ့မျက်လုံးမှာကျောစောကအဝိစာအမေကိုယ်တိုင်စီးပေးနေပါတယ်ကားကသွားရင်မြို့ကဈေးကြီးဆုံးဇိမ်ခံအင်းရှိမှရက်လိုက်ပါတော့တယ်ဘေးပပတ်လေးကလေးပါမျက်ခင်းတွေနဲ့ပြင်နေပြီးရေပန်းလေးရှိပါသေးတယ် ကြော်စွာနင်ဘာလို့ငှားမျက်လုံးမှာဥဝမဲကိုစီးထားရတာလဲ ကျဝီရဲ့နောက်ထပ်နည်းနည်းလေးပို့ပြီးယုံကြည်ပေးလေကွာငါနဲ့ဘယ်တော့မှမျက်ရည်ကြောင်မလုပ်ဘူးလို့ဂရီပေးတာရမလားအခုအဲ့ဒီအချိန်ကိုရောက်လာပြီငါမပြောမချင်းနင်မျက်လုံးမဖွင့်အောင်နော်ကားရက်သွားပြီးတော့ကျော်တော်ကကားပေါ်ကဆင်းကကားတကားကိုကိုယ်တိုင်ဖွင့်ပေးပါတယ်ရဝင်းနဲ့သူ့ရဲ့မိဘတွေကဇင်ခံရင်ရှိမှမတက်ရက်နေကြပါတယ်ရဝင်းအခုမျက်လုံးဖွင့်လို့ရပြီကျော်တော်ကရဝင်းရဲ့မျက်လုံးကနေအဝတ်ကိုဖယ်လိုက်ပါတယ်ရဝင်းကသူ့မျက်လုံးကိုဖွင့်လိုက်တာနဲ့သူကအံ့ဩနေပါတော့တယ်သူ့ရဲ့နောက်မှာရင်းနေတဲ့ရဝင်းရဲ့အမေနဲ့နေမကောင်းတဲ့ဖေးလေးကြောက်လို့တုန်နေကြပါတယ်ဘေးပပတ်လေးအလုပ်သမားတွေကလက်နေတားပြီးရက်နေကြပါတယ် ကြော်စွာနင်ငါတို့ဘယ်ကိုခေါ်လာလဲတလောက်ကြီးတဲ့နန်းတော်ဖះရေတကယ်လို့သူတို့ရဲ့ပိုင်ရှင်သာတိသွားရင်သူငါတို့ဒီကနေရိုက်ပြီးမောင်းထုတ်လိုက်မယ်ငါတို့တိတ်ခါတော့ကြကုန်တော့မှာပဲလာပါဒီကနေသွားရအောင်ပါဟုတ်ပါတယ်ကြော်စွာရဲ့နင်ဘာလို့ကန်အကျိုးမပေးရှာတဲ့အတော်တို့လိုလူရဲ့သမီးတို့မှဒုက္ခတွေပေးရတာလဲဒါဘယ်ပရင်အိမ်လည်းမသိပါဘူးအတော်တို့ဒီကနေသွားခွင့်ပေးပါသားရဲ့ အမေအဖေဘာလို့ဒီလောက်ကြောက်နေရလဲကျော်သားကရဝေးရင်သူ့အမေနဲ့ဖေးရဲကိုခေါ်ပြီးအေကန်နဲ့ကိုခြေချတာနဲ့ဇင်ခံရင်ထဲကအလုပ်သမားတွေအားလုံးရောက်လာကြပါတယ်မန်နေဂျာကရှေ့ကိုတိုးလာပြီးကျော်သားလက်ထက်ကအိတ်ကိုတရုတ်တသိန်းနဲ့ယူလိုက်ပါတယ်ကျန်တဲ့သူတွေကတော့အရင်တွေယူလာပြီးမတည့်ရက်နေကြပါတယ်ကျူးစုပါတွေသခင်လေးပြီးတော့ကျွန်တော်တို့ရဲ့အထူးဧည့်သည်တွေကိုလည်းဒီဇင်ခံရင်ကနေကျူးစုပါတွေခင်ဗျာ သခင်လေးကြော်စွာဒါပါရီလေသူတို့နင့်ကိုဘာလို့သခင်လေးလို့ခေါ်နေကြလဲယင်အိုးချွေးမရဲ့အခုချိန်ဒီသမီးကတာမန်စင်းရဲသားတရားလို့ထင်နေတဲ့သူဟာတကယ်တော့စင်းရဲသားမဟုတ်ဘူးဒီမျိုးရဲ့အချမ်းသာဆုံးတထေးကြီးရဲ့တဦးတီးတော်သားတကြွယ်တထေးပြီးတော့အေရှာဝက်ကုမ္ပဏီကြီးရဲ့ပိုင်ရှင်လေဘာတကြွယ်တထေး ဟုတ်တယ်ယဝေးဖွားပြောတာမှန်နေဒါနဲ့ငါတို့မိသားစုရဲ့ရိုးရာတစ်ခုလုပ်နေရလို့ငါတို့မိသားစုမှာစီကံတစ်ခုရှိရင်မျိုးဆက်တစ်တွေကပတ်စံရတန်ဖို့ကိုနားလေအောင်အပြင်မှာဘသူအကူအညီမှမယူဘဲတက်နေနေရတာပြီးတော့စင်းရဲသားလိုနေနေတဲ့အချိန်မှာငါနဲ့ကိုတွေ့ခဲ့တာပဲငါရဲ့ပတ်စံတွေကိုမဟုတ်ပဲနင်ကငါရဲ့စင်းရဲမွေးတင်မှုတော့ချစ်ပေးခဲ့တယ် ကြော်စွာနင်ငါ့ကိုဒီလောက်ကြီးရဲ့ကိစ္စလျှို့ဝှက်ထားတယ်ပေါ့ငါတော့ကြောက်တောင်ကြောက်သွားတာပဲဟာ တကယ်လို့လျှို့ဝှက်မထားဘူးဆိုရင်
နင်းစီရလိုမျိုးအချစ်စစ်ကိုငါဘယ်ကနေရမှာလဲကဲတော်တော်လေးငိုပြီးသွားပြီခုချက်ချင်းမင်္ဂလာဆောင်မှုပြင်ဆင်ကြမယ် မင်္ဂလာဆောင် ဟိုမင်္ဂလာဆောင်လေးနေငယ်တွေကအိမ်မက်မလာခဲ့တဲ့နေစိတ်ကြိုက်မင်္ဂလာဆောင်လေးအခုမင်္ဂလာဆောင်ပြီးဇင်ခံအင်ကြီးတွေကိုချွေးမနေနဲ့တွားရတော့မှာပေါ့ကျော်စောရဲ့စကားကိုကြားပြီးဇင်ခံအင်ကြီးတစ်ခုလုံးလက်ခုပ်တန်းနေလှမ်းသွားပါတော့တယ်ရဝေးရဲ့နေမကောင်းတဲ့အဖေနဲ့အမေလေးဝမ်းသာမျက်ရည်တွေကျနေပါတယ်ကျော်စောနဲ့ရဝေးကဓာပါပေါ်မှာထိုင်နေပါတယ်ရဝေးကသူ့ရဲ့ကောင်းကိုကျော်စောပခုံးမှာမိထားပါတယ်နှစ်ယောက်လုံးအောက်ကမြို့ရဲ့မိမိတ်တုံလေးတွေကိုကြည့်နေပါတယ် နင်သိလားကြော့စွာငါမှငါသဘောကျတဲ့သူနဲ့မင်္ဂလာဆောင်ချင်တဲ့အိမ်မက်တသေးလေးပဲရှိတာတတိုးသားကလည်းငါသဘောကျတဲ့သူပြီးတော့တတိုးသမီးဝတ်စုံလည်းငါသဘောကျတဲ့ဝတ်စုံလေးပေါ့ဟာ ဟုတ်လားနောက်ထပ်ဘာအိမ်မက်တွေထပ်ရှိသေးလဲပြောပါအောင်ငါလည်းသိချင်တာပေါ့ ငါအိမ်အကြီးကြီးတစ်အိမ်မှာပကံဆေးတဲ့အလုပ်သွားလုပ်တုံးကလေတတိုးသားနဲ့တတိုးသမီးကဝတ်စုံလက်လေးဝတ်ပြီး pre-wedding ရိုက်တာငါတွေ့ခဲ့တယ်ဟာပြီးတော့မင်္ဂလာဆောင်တဲ့ချိန်မှာလည်း LED screen အကြီးကြီးထားထားသေးတယ်အဲ့ဒီ screen ပေါ်မှာသူတို့နှစ်ယောက်ရဲ့ pre-wedding ကတပ်ပုံတွေပြထားတယ်ဟာ ။အော်အဲ့မှာနောက်ထပ်ဘာတွေ့သေးလဲ ပြီးတော့လေတတိုးသားနဲ့တတိုးသမီးတယောက်နဲ့တယောက်ပန်းကုံဝတ်ပြီးတဲ့အချိန်မှာလေရုတ်တရက်သချင်းတန်တွေပေါ်လာတယ်ကောင်းကင်မှာလည်းမီးပန်းတွေအပြည့်ပဲမင်္ဂလာပွဲတစ်ခုလုံးကအရန်ခံနာပြီးအစ်စ်မြင့်တယ်ဒါပေမဲ့ဒီလိုကန်တရားမျိုးကလူချမ်းသာတွေပဲရကြတာလေကြော်စွာငါတို့ရဲ့ကန်တရားမှာတော့ရိုဒီ6တောင်မနှဲရှာစားနေရတာ ။နင်းရဲ့အိမ်မက်လေးကအိမ်မက်လေးအတိုင်းပဲမဖြစ်စေရဘူးလို့ငါကတိပေးတယ်ယဝေး။အဖွားရဲ့နှုတ်ကနေထွက်လာတဲ့စကားကိုကြားပြီးယဝေးရဲ့မိဘတွေလည်းအံ့ဩနေကြပါတယ်။ဒီချိန်မှာကျောစောရဲ့မိဘတွေဖြစ်တဲ့ဦးထွန်းနဲ့တော်မြအရှိရောက်လာပါတယ် အိုးဟိုငါရဲ့ကလေးလေးရဲ့ဘာလို့အလောက်တောင်မှအံ့ဩနေရလဲအတော့ရဲ့သားသမီးအကြောင်းပြောပြပြီးသမီးကသူ့ရဲ့ဆင်းရဲနွမ်းပါမှုကိုတောင်ချစ်မြတ်နိုးခဲ့တယ်လို့သိလိုက်ရတဲ့ချိန်မှာအတော့ရင်ဘက်ထဲကနေကိုဂုံယူဝမ်းမြောက်မှုနဲ့ပြည့်သွားခဲ့တယ်သမီး ။ဦးခိုင်ခမရတို့ဒီလိုစိတ်ထားကောင်းပြီးရိုးသားဖြူစင်တဲ့သမီးလေးတစ်ယောက်ရထားလို့ဂုဏ်ယူပါရဗျာ ကျော်စွာနင်ငါတို့အပေါ်မှာပြောခဲ့တဲ့စကားတွေအကုန်တတိယသေးတယ်ပေါ့ ။ငါနင်းရဲ့အိမ်မက်ကိုတဝက်တစ်ပြက်မဖြစ်စေရဘူးလို့ပြောခဲ့ဘူးတာပဲယဝေး။နင်းငါ့ကိုအိမ်ကြီးကပြောခဲ့တဲ့ pre-wedding show LED screen ပြီးတော့တချင်းတန်တွေနဲ့မိဘတွေအားလုံးအပြင်မှာနင်းကိုစောင့်နေတယ်။ကဲယဝေးအခုနင်းရဲ့စိတ်တိုင်းကြမင်္ဂလာဆောင်အတွက်အစင်းနဲ့ပြင်ထားပြီတော့ကျော်စောရဲ့စကားကိုကြားပြီးယဝေးတယောက်ဝမ်းသာမျက်ရည်တွေကျဆင်းလာခဲ့ပါတယ်။ဒီချိန်မှာနောက်မှာပုံနေတဲ့ကျော်စောရဲ့ညီမလေးကဒေါသထွက်ကရှေ့ရောက်လာခဲ့ပါတယ် တော်ပါတော့အမေနဲ့ဖေရဲ့အကိုစီကနေညီမတီလိုမျိုးတခါမှမမျောလင့်ထားဘူးအကိုစင်းရဲမွဲတေမှုနဲ့ပတ်သက်တဲ့စမ်းသပ်မှုတွေလုပ်ရင်ကိုတက်သိပ်ပြိုင်းနဲ့အကိုရဲ့အတွေးခေါ်နဲ့ရွေးချယ်မှုစံနှုန်းပါနှိမ့်ကျသွားပြီလားအကိုကအိမ်ကြီးတွေမှာပကံလိုက်ဆေးပေးတဲ့သူကိုညီမတို့အိမ်ရဲ့ချွေးမလောက်ခိုင်းမလို့လားဒီမိန်းကလေးကညီမတို့မျိုးရိုးကုံတိတ်ခါအစင်လာနဲ့စီကန်းတွေကိုနားလည်ပြီးလိုက်နာနိုင်ပါမလား ။ပိုးရဲ့မယုံမသိပြောဆိုတဲ့စကားကိုကြားပြီးအားလုံးလည်းတိတ်ဆိတ်သွားပါတော့တယ် ဟဲ့တိတ်ဆန်မရင်ကျေးတဲ့ကောင်မလေးအခုတလောနင်းရဲ့ပါဆက်ကအပြောတွေရှင်းအောင်တက်နေရပေါ့အစင်လာနဲ့မျိုးရိုးကုံတိတ်ခါကြောင့်နင်းကဘသူ့လာတင်ပေးနေရလဲဒီအိမ်ကလူကြီးတွေအားလုံးချွေးမောက်ရွေးချယ်ထားကြပြီဆိုတော့ဒီကိစ္စအဲ့ဒီမှာပဲပြီးသွားပြီပြီးတော့နားထောင်ငါမြေကဘလောက်နားလဲတက်ပြီးစင်ချင်တက်တဲ့လူလဲဆိုတာငါကောင်းကောင်းကြည့်သိတယ်ငါမြေဘသူ့သဘောကြလဲသူနဲ့ပဲမင်္ဂလာဆောင်ပေးမယ်သွားတောင်းတောင်းမှာသွားပြီးထိုင်နေလိုက်တော့အဖွားကလည်းလေအမြဲတမ်းကျမကိုတွေ့တိုင်းအော်ပဲအော်နေတော့တာပဲကျမကိုအငဲဆိုပြီးလူတွေရဲ့အရှိကနေမောင်းမောင်းထုတ်တယ်ဒီပကံဆေးတဲ့မိန်းကလေးကိုအိမ်ထဲဝင်လာပါစေအောင်အဲ့ဒီခါသူ့ငါဘလို့ကင်တွေ့ရမလဲဆိုတာပြပေးမယ်သမီးလေးရဝေးသူပြောတာတွေကိုစိတ်မကောင်းမဖြစ်နဲ့နော်အတော်တို့ရဲ့အလိုလိုက်တာခံရတော့အဲ့ဒီလိုဖြစ်နေတာဒါပေမဲ့စိတ်ထားမကောင်းတဲ့သူတော့မဟုတ်ပါဘူးကွယ် ။နောက်တနေ့မှာကျော်စောရဲ့အမေဒေါ်မြဒေါ်ကျိုင်းနဲ့ရောင်းမပိုးကြီးတို့ကရဝေရှိတဲ့ဗန်းပြေအင်းစီကိုလာခဲ့ပါတယ်။သူတို့ရဲ့နောက်ကနေအလုသမားတွေကလက်ဝဲရတနာအပြည့်ယူလာပြီးလိုက်လာကြပါတယ်။ပြီးတော့မြို့ကနာမည်အကြီးဆုံးဒီဇိုင်နာမိတ်ကပ်ပညာရှင်တွေလည်းအထင်းဝင်လာကြပါတယ်။ရဝေနဲ့သူ့အမေကတော့အရောင်ကိုမြင်ပြီးအံ့ဩနေကြတာပေါ့ အမေဒါပါရီလဲရင်ဒီလောက်အများကြီးလူတွေနဲ့ပြစ်စည်းတွေဒါတွေနဲ့ကျမအကျင့်မဖြစ်သေးဘူးအိုးဟိုအခုသမီးကတာမန်မိန်းကလေးမှမဟုတ်တော့တာသမီးရဲ့တကြွရောက်ခမအိမ်မှာသမီးစိတ်တိုင်းကြမင်္ဂလာဆောင်ဖြစ်တော့မှလေအဲ့တော့သမီးကဒီဆန်အိမ်ကြီးရဲ့ပရင်မလိုပြင်ဆင်ရတော့မှာပေါ့ကဲအားလုံးနားထောင်ကြစမ်းငါချွေးမလောင်းကိုသူ့ရဲ့ဆိတ်ဆက်ပွဲနေ့မှာငါသားသူ့စီကနေအကြည့်မလွဲနိုင်လောက်အောင်ပြင်ပေးရမယ်နော် ။အဖွဲ့တွေအားလုံးချက်ချင်းပဲအလုဆလုပ်ကြပါတော့တယ်။ရဝေကိုဈေးကြီးဆုံးခေါင်းဝင်းနဲ့အကောင့်တကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးထားပါတယ်။စီးစက်ပွဲနေ့ကတော့ရန်ကုန်ခန်းနာနေပြီးမိသားစုနဲ့အတူပဲကျင်းပပါတယ်။
အိမ်မှာယဝီနဲ့ကျော်စွာကတယောက်ကိုတယောက်စိန်လက်စွပ်တွေဝတ်ဆင်ပေးပါတယ်။အိမ်နောက်မှာသူတို့နှစ်ယောက်က pre-wedding အတွက်ထွက်သွားလိုက်ကြပါတော့တယ်။ယဝီကရန်ကိုလေးတဲ့နေအောင်ကောင်းဝင်လေးကိုဝတ်ထားပြီးကျော်စွာကတော့အမေရောင်စုကိုဝတ်ထားတာပေါ့။နှစ်ယောက်လုံးက Taj Mahal ရှိမှရက်နေကြပါတယ်။ Perfect man နည်းနည်းလေးထပ်ကပ်ပါဦး။အခုတယောက်နဲ့တယောက်ကြည်ချင်းဆုံကြမယ်။ပြုံးမယ် ကျော်စွာရဲ့ငါခုချိန်နေငါရဲ့ကန်ရားကြီးကိုမရှုံနိုင်သေးဘူးတတ်မာရှိမှဈေးကြီးတဲ့ကာဝန်နဲ့ဒါတကယ်ဟုတ်ပါရဲ့နော်ငါအိမ်မက်မှတ်နေရတော့မဟုတ်ဘူးမလားယင် ။ယဝီနင်းမျက်လုံးနဲ့မျက်ရည်တွေကိုထိန်းထားပါဦး။ဘာလို့လဲဆိုတော့ဒီနေ့ကစပြီးနင်းဘဝမှာပြုံးနေပဲဖြစ်နေစေရမယ်။ Taj Mahal မှာဓာတ်ပုံရိုက်ပြီးနောက်တော့နှစ်ယောက်လုံးလေးဒေဟာရာဒုံကိုသွားပါတယ်။အိမ်မှာအီးမြရီကြီးကိုလက်နဲ့ထင်ရင်အနောက်ကိုလှည့်ကယဝီကကျောစောပခုံးပေါ်ကိုမိလိုက်ပါတယ်။ ကျော်စွာဒီနေ့မှာတော့ငါကဘာပေါ်မှာကန်အကောင်းဆုံးအမျိုးသမီးပဲငါရဲ့ဘဝထဲကိုဝင်လာပြီးတဲ့အတွက်ကျေးဇူးပါနော် နင်ကငါရဲ့စင်ရမွေးတင်မှုကိုချစ်ပေးခဲ့တာလေကျေးဇူးဆိုတာကိုငါပြောရမှာ pre-wedding show ပြီးသွားတဲ့နောက်မှာနှစ်ယောက်လုံးလေးအိမ်ပြန်လာကြပါတော့တယ်မနေ့ပြန်ယဝီရဲ့မင်္ဂလာဆောင်ပေါ့ဒါပေမဲ့ယဝီတယောက်ဝရဏပေါ်မှာလက်တင်ပြီးတယောက်တည်းဂျယ်ရီကိုကြည့်နေပါတယ်သူရဲ့လက်ထဲမှာကင်ထားတဲ့ဖုန်းကအတန်ထမြည်လာခဲ့ပါတယ်ဖုန်းစကရင်မှာကျော်စောနာမည်ရေးထားပါတယ် ဟယ်လိုကျော်စွာ ဟယ်လိုငါရဲ့သူတို့သမီးလောင်းလေးတစ်ချက်လောက်ရှိဦးကြည့်ပါဦးအပန်းဖြေရင်ရနေငါတို့ဆန်ရင်ရဲ့ဓာပါဖို့ဂျယ်ရီကိုကြည့်ပြီးတော့ဘာရီစဉ်းစားနေရလဲ နေအဲ့ဒီမှာလားဒါအိမ်မက်တော့မဟုတ်ပါဘူးနော်တော်ကြငါနိုးလာပြီးဒါတွေအားလုံးပျောက်သွားမလားလို့ငါစဉ်းစားနေတာ မနေ့ပြန်ကြရင်နင်းစဉ်းစားထားတဲ့အတိုင်းပဲတန်းကျွေရောက်ခမအိမ်မှာမင်္ဂလာဆောင်ရတော့မှလीနင်ခုချိန်ထိနင်းရဲ့အချစ်ပေါ်ယုံကြည်မှုမရှိဘူးလား ငါထက်တောင်ပို့ပြီးနင့်ကိုရှုံတာပါနော်ဒါပေမဲ့ဒီစင်းရဲသူမလေးကတလောက်ကြီးမားတဲ့ပျော်ရွှင်မှုကိုကြုံတွေ့ရဖို့အကျင့်မဖြစ်သေးဘူးလေ ဟုတ်ပါပြီအဲ့လောက်မစဉ်းစားနေနဲ့တော့ကဲအေးတော့မနေ့ပြန်လှနေဖို့အတွက်ဒီနေ့စောစောကြီးဖို့ရေးကြည့်တယ်ဒါနဲ့ငါရဲ့သူတို့သမီးလေးကိုအလှဆုံးမြင်နေတယ်အရင်ချစ်တယ်ယဝီ အရင်ချစ်တဲ့ကြော်စွာရဲ့ good night မင်္ဂလာဆောင်မယ့်နေ့ကိုရောက်လာပါပြီစံရင်တစ်ခုလုံးကိုဖြူရောင်ပန်းတွေနဲ့အလှဆင်ထားပါတယ်အိမ်ဝင်ပေါက်ကနေခြံဝအထိဖန်သားပြင်ခင်းထားပါတယ်ဖန်သားပြင်ရဲ့အောက်မှာစီးဆင်းနေတဲ့ရေပေါ်မှာလေးစီမီတွေထွန်းထားပါသေးတယ်ဘေးပပတ်လေးမှာမြို့ပေါ်ကတထီတွေ BME ရဲ့တွေရက်နေပါတယ်ရှောင်းလန်းတစ်လျှောက်မှာတော့ LED screen အကြီးကြီးကိုထောင်ထားပါတယ်အဲ့မှာယဝီနဲ့ကျော်စွာရဲ့ pre-wedding ဓာတ်ပုံတွေကိုပြထားပါတယ် ဖျားရေတလောက်လူတွေအများကြီးကိုခိုင်းရေကျမတို့သမီးလေးရဲ့ကန်တရားကိုလည်းကြည့်ပါအောင်ဘေးပပတ်လည်းဧည့်သည်တွေကြီးပဲကျမတို့အခုချိန်နေမယုံနိုင်သေးဘူးရှင် ဒါရီကလိမ္မာရေးကြားရှိတဲ့တမတ်ကြောင့်ဖြစ်တာငါတို့သမီးကတကယ်ကိုနန်းတော်ကြီးရဲ့ဘယင်မဖြစ်သွားပြီဒီချိန်မှာရုတ်တရက်တချင်းတန်တွေထွက်ပေါ်လာခဲ့ပါတယ်ရှောင်းလန်းပြီးတစ်ဖက်တစ်ချက်စီမှာရိုးရဝတ်စုံတွေနဲ့လည်းကနေကြပါသေးတယ်ယဝီရဲ့တငယ်ချင်းတွေကသူတို့သမီးအရန်နေနဲ့ရှေ့ကလာပြီးနောက်ကနေယဝီကလာပါတယ်ယဝီကအနီးအောင်သူတို့သမီးကောင်းဝင်ကိုဝစ်ဆင်ထားပါတယ်သူကနောက်ကနေတဖြည်းဖြည်းခြေလန်းလာပြီးရှေ့ဆက်လျှောက်သွားပါတော့တယ်သူကစကရင်ဘောက pre-wedding ဓာတ်ပုံတွေကိုကြည့်လိုက်ပါတော့တယ် ဖျားရေငါရဲ့စိတ်တိုင်းကြအိမ်မက်လေးဒီနေ့တော့အမှန်တကယ်ဖြစ်လာပြီလို့ငါဘာလို့ထင်နေရလဲဒါတွေအားလုံးကတကယ်ပဲငါအတွက်လား ရှေ့ဆက်လျှောက်ပြီးစင်ပေါ်ရောက်တာနဲ့တော်ဝင်ဝတ်ဆောင်ဝတ်ထားတဲ့သူတို့သားလေးရောက်လာခဲ့ပါတယ်ဒီချိန်မှာလက်ခုပ်တန်းတွေအပြင်ဘေးပပတ်လေးမိဘတန်းတွေနဲ့ပါပြည့်နေနေပါတယ်ကောင်းကင်မှာလေးရောင်စုံမိဘတွေနဲ့ပြည့်နေပြီးမြေပြင်မှာလေးဘုံတန်းဆိုင်းတန်းတွေနဲ့စီကားနေတာပေါ့ပေါ်ပေါကိုဖယ်လိုက်တာနဲ့အဲဒီကနေ LED screen ကြီးလင်းလာခဲ့ပါတယ်ကဲအခုတော့မင်္ဂလာပန်းကုန်းလဲလှယ်မဲ့အချိန်ကိုရောက်ပါပြီကျွန်တော်တို့ရဲ့သူတို့သားနဲ့သူတို့သမီးရှေ့ကိုလာခဲ့ပါဦးနေရာလုံးရဲ့လက်ထဲမှာအနီရောင်နှင်းစီပန်းနဲ့တီကုန်းထားတဲ့မင်္ဂလာပန်းကုန်းတွေရှိနေပါတယ်တယောက်နဲ့တယောက်ပန်းကုန်းစွပ်ပေးဖို့လက်ကိုရှေ့တိုးလိုက်တာနဲ့ကျောသောကစင်တောင်းမှရက်နေတဲ့အလူသမားတအုပ်ကိုအရေးမွက်ပြလိုက်ပါတော့တယ်အလူသမားကလည်းချက်ချင်း remote ကိုနှိပ်ပြီးစင်မောကပေါ်ပေါင်ကိုဖယ်လိုက်ပါတယ်ဒါငါအိမ်မက်ထဲမှာမြင်ဖို့တဲ့စခရင်ပဲ အဲဒီစကရင်ကနေရဝေးကပန်းကုန်းကင်ထားတာကိုလိုက်ပြနေပါတယ်ကောင်းကင်မှာလည်းမီးပန်းတွေဖောက်နေပါတယ်ဘုံနေဆိုင်တွေလည်းတီးနေကြပါတယ်အဲဒီရီအားလုံးကလည်းလက်ခုပ်တီးတီးပေးနေကြပါတယ်ရဝေးကတော့စကရင်ကိုကြည့်လိုက်ကောင်းကင်ကမီးပန်းတွေကိုကြည့်လိုက်နေပြီးတော့သူ့ရှေ့မှာမတည့်ရနေတဲ့ကျော်စောကိုရောပေါ့ကျေးဇူးပါကြော်စွာရဲ့ကျေးဇူးအရန်တင်တယ်ဒီနေ့နှင်းကြောင်ငါလိုစင်းရဲသူမလေးကတကြွရောက်ခမအိမ်မှာစိတ်တိုင်းကြမင်္ဂလာဆောင်ခွင့်ရခဲ့တာနင်ငါရဲ့တဝက်တစ်ပြက်အိမ်မက်လေးကိုအမှန်ဖြစ်လောင်လုပ်ပေးခဲ့တယ်ငါနဲ့ကိုဂရီပေးခဲ့တယ်လေရဝေးရဲ့
ယောက်ျားတစ်ယောက်ကသူ့ရဲ့ဂရိကနေဘယ်တော့မှနောက်မဆုတ်ဘူးဘုံနေဆိုင်နေနဲ့မိပန်းဖောက်ပြီးသွားတဲ့နောက်မှာဘုန်းကြီးကဖျားစာရွတ်နေပါတယ်ရဝင်းနဲ့ကျောသားကမင်္ဂလာမိဘုံပတ်နေပါတယ်ကျောသားကရဝင်းရဲ့နှစ်ဖူးပေါ်မှာစင်တူထည့်လိုက်ပါတယ်ပြီးတော့လေဘင်းမှာမင်္ဂလာဆွဲကြိုးဝေပေးပါတယ်မင်္ဂလာဆောင်ပြီးမြောက်သွားတော့လူတိုင်းစီကနေဆူတောင်းနေကြပါတယ်ဒီချိန်မှာရောင်းမပိုးရင်လည်းမျက်ရည်တွေကျဆင်းလာပြီးရဝင်းကသူ့စီကိုသွားလိုက်ပါတော့တယ် ။ဘာဖြစ်တာလဲပိုးဤ။ဘာလို့ပျော်စရာအချိန်ခါမှာငိုနေရလဲ။အမတစ်ခုခုလုံးမိလို့လားယင်။အမမှားတာမဟုတ်ဘူးညီမမှားတာ။အမစင်းရဲတာကိုလောင်ပြောင်ခဲ့ပေမဲ့တကယ်ကတော့ညီမကိုယ်တိုင်ကလည်းကောလေးရရိုးရိုးတာမှန်ကောင်းလေးတယောက်နဲ့ကြိုက်နေတာ။သူ့ကိုကျမအရင်ချစ်တယ်။ဒါပေမဲ့အဖေနဲ့အဖွားကျမရဲ့အကြိုက်ကိုသဘောမတူဘူးဆိုပြီးကြောက်နေခဲ့ရတာ။ဒီလိုသာဆိုကျမရဲ့အိမ်မက်တွေပျက်စီးကုန်တော့မှာ။အရှူးမညီမရဲ့အိမ်မက်ကိုဘယ်တော့မှတဝက်တစ်ပြက်မဖြစ်စေရဘူး။အမလိုမျိုးအိမ်ကြီးတွေမှာပကံစည်းတဲ့မိန်းကလေးရဲ့စိတ်တိုင်းကြမင်္ဂလာဆောင်ကဒီတကြွယ်ရောက်ခမအိမ်မှာဖြစ်နိုင်တယ်ဆိုရင်ညီမဒီအိမ်ကအချစ်ဆုံးသမီးလေညီမရဲ့အိမ်မက်ကဘလို့လောက်ပြီးတဝက်တစ်ပြက်ဖြစ်နေမှာလဲကဲအမကိုအဲ့ဒီကောင်လေးကြောင့်အမှန်တိုင်းပြောပြအမနဲ့ညီမအကိုကတေချာပေါက်ညီမစိတ်တိုင်းကြမင်္ဂလာဆောင်ပေးမယ်ကျေးဇူးပါရောင်းမရဲ့ညီမတကယ်တောင်းပန်ပါတယ်နှုတ်ဆက်တဲ့အချိန်မှာယဝေကသူ့မိကိုဖတ်ပြီးငိုနေပါတယ်ဒီချိန်မှာဒုတ်ပြုံးကကျောစောစီကိုလာပြီးလက်အုပ်ချလိုက်ပါတော့တယ်တမတ်ရေအမေရဲ့သမီးကိုတားလို့ယောက်ျားမျိုးရလို့အမေတို့ကအရန်ကန်ကောင်းတဲ့သူတွေပါဒါပေမဲ့လည်းတမတ်ရေစင်ရတဲ့မိဘနှစ်ပါးတော့အခုချိန်นี้ကြောက်စိတ်ရှိနေတော့မယ်တားလည်းကြားဖူးလောက်မှာပါအခုခေတ်မှာတင်နှောင်းငွေရဖို့လောဘမှတ်ပြီးအပြစ်မရှိတဲ့မိန်းကလေးတွေကိုတတ်နေကြတယ်သူတို့တွေကိုနှိပ်စက်တယ်အမတို့ကအရန်ချမ်းသာတဲ့သူတွေအမေတို့လိုစင်ရတဲ့မိဘတွေရဲ့မျက်ရည်ကိုတေချာပေါင်းနားလည်ပေးရမယ်တမတ်အမေတို့ရဲ့သမီးအပေါ်မှာအဲ့လိုအဖြစ်မျိုးပေးမဖြစ်စေနဲ့နော်ဟုတ်တယ်အခုကလိန်လည်လေပြောင်းမှုတွေပေါ်များတဲ့ခေတ်ကာလသတင်းစာမှာသမီးတွေပေါ်မတရားမှုပြုကျင့်တာတွေဖတ်ပြီးအရန်စီမကောင်းဖြစ်ရတယ်အဖေရဲ့သမီးကအရန်အပြစ်ကင်းစင်နေသူစီမှာဥစ္စာပစ္စည်းလည်းမရှိဘူးသူ့ကိုဂရုစိုက်ပေးပါလို့သားမိဘနှစ်ပါးရဲ့သမီးကိုအမြဲတမ်းပျော်ရွှင်စွာထားဖို့တောင်းဆိုနေတာမြင်ပြီးမတည့်ရနေတဲ့လူတိုင်းလည်းညင်ရီစီးကြလာခဲ့ပါတယ်အမေအဖေစိတ်လျှော့ပါဗျာပြီးတော့ဒီသမက်အပေါ်မှာလေးယုံကြည်ပေးပါကျွန်တော်အသက်ပေးရင်ပေးလိုက်မယ်ဒါမဲ့ရဝေးရဲ့မျက်လုံးကနေမျက်ရည်တစ်စက်မကျစေရပါဘူးအမေတို့လုံးဝစိတ်မပူကြပါနဲ့သူ့ကိုမြဲတမ်းအလိုလိုက်ပါပါရဝေးကငိုရင်းနဲ့သူ့မိဘရဲ့ခြေထောက်ကိုကန်လိုက်ပါတော့တယ်ပြီးတော့ကျောသားကသူ့လက်ကိုကန်ပြီးကောင်းပုံခေါ်သွားလိုက်ပါတယ်ရဝေးရဲ့ကျိုးစုပွဲကိုသူ့ရောက်ခမရင်မှာလုပ်ပါတယ်အဲ့နောက်မှာရဝေးကသူ့ရဲ့မင်္ဂလာဥညအတွက်အခန်းထဲကိုသွားလိုက်ပါတယ်ကျိုးစော်လေးသူ့နဲ့တူလိုက်လာခဲ့ပါတယ်ရဝေးငါရဲ့အချက်လေးပြောရမလားငါအရန်ပျော်တယ်ကြော်စွာရဲ့အရန်ပျော်တယ်ဒီနေ့ငါရဲ့စိတ်တိုင်းကြမင်္ဂလာဆောင်လေးပြည့်စုံသွားခဲ့ပြီပြီးတော့လောကကြီးမှာငါ့ကိုအချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့ယောက်ျားတစ်ယောက်လည်းရလိုက်တယ်အခုဘဝမှာဘာမှထပ်ပြီးမလို့ချင်တော့ပါဘူးကြော်စွာရဲ့ငါလည်းနင်းလိုမျိုးစစ်မှန်တဲ့ဘဝလက်တွဲပေါ်ရခဲ့တယ်ကဲပရိသတ်တို့အိန္ဒိယရဲ့ဒလီထုံးစံအရမင်္ဂလေးဘက်ကနေတင်တောင်းငွေပေးရတာမျိုးရှိပါတယ်ဒီနေ့ခေတ်မှာတင်တောင်းငွေကိုလောဘမှတ်ပြီးသမီးတွေကိုမတရားနှိပ်စက်တဲ့အကြောင်းတွေလည်းသတင်းစာမှာပါနေတတ်ပါတယ်ဒီကကြော်စွမ်းလူတမတ်မျိုးကိုမြင်ပြီးပရိသတ်တို့ရဲ့စိတ်ထဲမှာရောဘယ်လိုခံစားလိုက်ရပါသလဲအောက်ကကွန်မန့်မှာရေးပြီးကျွန်တော်တို့ကိုပြောတော့ပေးကြပါဦးနော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်